မိန်းကလေးဟာတစိ့ကိုထိလိုက်တာနဲ့ရုတ်တရက်အခြားကဘာတစ်ခုကိုရောက်သွားတယ်အံ့အားသင့်ပြီးတစိ့ကိုနောက်ထပ်ကောက်ယူလိုက်တဲ့အခါမှာလည်းထပ်မံရောက်သွားပြန်တယ်သူမသည်ကွင်းပြင်ကျဲကြီးထဲမှာရက်နေတာကိုသတိထားမိတယ်ဝေးဝေးမှာတော့အနာဂတ်နှင့်တူသောမြို့တစ်မြို့ကိုမြင်လိုက်ရတယ်အဲ့ဒီမြို့စီကိုရှောက်သွားဖို့ကြိုးစားတဲ့အခါမှာခန္ဓာကိုယ်ကဒီကဘာမှာပဲရှိနေသေးတာကြောင့်မမြင်ရတဲ့နံရံတစ်ခုနဲ့ရိုက်မိသွားတယ်တစိ့ကိုစာရွက်တစ်ရွက်နဲ့ထုတ်ပြီးသူ့အဖေကိုစမ်းကြည့်ခိုင်းပေမဲ့ဘာမှမဖြစ်ခဲ့ပါဘူးကိုယ်တိုင်ထပ်ထိလိုက်တဲ့အခါမှာတော့အခြားကဘာကိုပြန်ရောက်သွားပြန်တဲ့ခန္ဓာကိုယ်ကလေထဲမှာမြောက်နေပြီးလှည့်ကြည့်လိုက်တဲ့အခါအနာဂတ်မြို့တော်ကြီးကိုထပ်မြင်ရပြန်တဲ့အဖေကတော့သူမစိတ်ချောက်ချားနေရလို့ထင်ကာတစိ့ကိုသိမ်းလိုက်တယ်အဖေအိပ်ပျော်နေတော့သူမဟာတိတ်လေးပြန်ယူလိုက်တယ်ထိလိုက်တဲ့အခိုက်မှာအခြားကဘာတဲကိုဆွဲငင်သွားပြန်ပါတယ်မြို့စီကိုထပ်လျှောက်သွားပြန်ပေမဲ့မမြင်ရတဲ့နံရံနဲ့ထက်ရိုက်မိပြန်တဲ့ရှေ့ဆက်သွားဖို့ကြိုးစားနေစဉ်ရုတ်တရက်ပေါ်လာတဲ့လေကားထစ်တွေကြားကိုကျသွားလို့အဲ့ဒီမြို့ကိုအစ်စ်အမှန်ရှာဖွေဖို့ဆုံးဖြတ်လိုက်တယ်တစိ့ကိုထပ်ထိပြီးဘယ်ဘက်ကနေပေါ်လာလဲဆိုတာသိရတဲ့အခါအဲ့ဒီဘက်ကိုစတင်လျှောက်လန်းတယ်နောက်ထပ်တစိ့ကိုထပ်ထိကြည့်တော့ဒီတခါတော့ပိုနီးကပ်နေပြီပြန်တန်းနေတဲ့ကားတစ်စီးနဲ့မတိုက်မိခဲ့ပေမဲ့ရှေ့ဆက်သွားရင်သူ့ခြေထောက်အောက်မှာရေတွေကိုသတိထားမိတယ်စက္ကန့်ပိုင်းအတွင်းရေကန်တကန်ရဲ့အလဲကောင်မှာရက်နေမိတော့တယ်